အာမခံကဖြစ်တိုင်းလျှော်တာလားမင်္ဂလာပါရှင်ကျမကတော့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝင့်ဖြစ်ပါတယ်ရှင်အာမခံထားတဲ့သူတော်တော်များများမေးလေးရှိတာကအာမခံထားတာပဲဘာပဲဖြစ်ဖြစ်လျော်ရမှာပေါ့ဆိုတဲ့အမေးပဲဖြစ်ပါတယ်ခေါင်းမရှုပ်ချင်လို့အာမခံထားတာမှန်ပါတယ်ဒါပေမဲ့အာမခံထားတဲ့သူမှာရပိုင်ခွင့်ရှိတယ်လို့မျိုးပဲတစ်ဖက်မှာလည်းလိုက်နာရမယ့်အချက်တွေရှိပါတယ်အာမခံဆိုတာနှစ်ဦးနှစ်ဖက်ယုံကြည်မှုနဲ့တာဝန်ယူမှုကိုအခြေခံထားတာဖြစ်လို့ပါနောက်တစ်ခုအနေနဲ့ကကျမတို့ရော်ကြေးပေးနိုင်တဲ့အတိုင်းအတာတွေရှိသလိုကန့်သက်ထားတဲ့ limit တွေလည်းရှိပါတယ်ကိုထားတဲ့အာမခံအမျိုးအစားလိုက်ဘယ်အချက်တွေကအကျွမ်းဝင်တယ်ဘယ်အချက်တွေကကန့်သက်ထားတယ်ဆိုတာကိုသေချာသိထားဖို့လိုအပ်ပါတယ်ကျမတို့ကျန်းမာရေးအာမခံမှာဆိုရင်အာမခံမထားခင်တည်းကရှိနေတဲ့ယောဂ pre-existing condition ကိုထိန်ချန်ထားပြီးမှဆေးရုံတက်မယ်ဆိုရင်ရော်ကြေးရမှာမဟုတ်ပါဘူးကျမတို့အသက်အာမခံမှာလည်းအလားတူပါပဲကိုအဆုံးစီရင်တာမျိုးဆိုရင်ရော်ကြေးမရနိုင်သလိုရာဇဝတ်မှုတစ်ခုခုကျူးလွန်လို့တည်ဆုံးတာမျိုးဆိုလို့ရှိရင်လည်းအာမခံကအကာအကွယ်မပေးပါဘူးဒါကြောင့်အာမခံထားတော့မယ်ဆိုလို့ရှိရင်ဖြစ်မှခေါင်းမရှုပ်ရအောင်မထားခင်တည်းကစာချုပ်ပါအချက်လက်တွေကိုမိမိအာမခံစီစဉ်နဲ့အာမခံအကြံပေးနဲ့တေချာမင်းမြန်းဆွေးနွေးပြီးတော့စီစဉ်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်ရှင်ဒီနေ့ကျွန်မပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်သိလို့တဲ့မိကုံများရှိရင်လည်း comment မှာမှန်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။